ယနေ့ရောက်ရှိလာကြသည့်လူကြီးလူငယ်အမျိုးသားအမျိုးသမီးအားလုံးပဲဓမ္မငလင်တော်ကနေဘုန်းကြီးတို့ဇာတ်တလုံးလက်ဆောင်ပေးချင်ပါတယ်ဘုန်းကြီးတို့ပရိသတ်အစစအသိနောက်မကျပါစေနဲ့လို့ပါတယ်လေအစစအသိနောက်မကျပါစေနဲ့ပရိသတ်ရေပါတယ်လေစီဝါရေးနဲ့အသိနောက်မကျပါစေနဲ့ကိုယ်တော်ရေးနဲ့အသိနောက်မကျပါစေနဲ့ဘဝရဲ့လွတ်မြောက်ရေးခန္ဓာမှာလည်းပဲပရိသတ်ရဲ့အသိနောက်မကျပါစေနဲ့တဲ့နောက်ကျသွားရင်အောက်ကျပြီးတော့ဘုန်းကြီးတို့ပရိသတ်ရဲ့နောင်တနဲ့အဆုံးသတ်ဘာနဲ့အဆုံးသတ်မယ်ယနေ့လူငယ်များဥသိပြီးတော့ဆရင်ကျင့်မှလာခဲ့တဲ့39ကြိမ်မြောက်မဟာဘုံကထိန်ဆိုတော့အကျဉ်းပေါင်း39ကြိမ်ဆိုတော့တို့လူငယ်များလည်းပဲအတွေ့အကြုံတွေရှိပါပြီ39ကြိမ်ที่ဆရင်ကျင့်မှလာခဲ့တဲ့တန်ခိကမဟာဘုံကထိန်မှာအတွေ့အကြုံတွေရှိတယ်ဆိုတော့ဘုန်းကြီးတို့လူငယ်တွေခံစီအားကောင်းပြီပေါ့ဘယ်လိုကရဘာအားကောင်းလဲပါဠိလိုတော့ခံစီတဲ့မြန်မာလိုကြတော့ဘယ်လိုပြောလဲသီခံစီစာသီခံဆိုတာဘာလဲသင်္ကာရဒီခံဆိုတဲ့မြန်မာဟောဟာတစ်ခုကဘာလဲဘုန်းကြီးတို့ပြိဿဒီတော့ဘုန်းကြီးတို့အတွေ့အကြုံလေးတစ်ခုပြောမယ်ဓမ္မသတိကပြစ္ဆာတရားပွဲလာသွင်းတော့အသိလုံးကတော့ဒါလင်းသား၆သိပေါ့ဓမ္မစကြာလေးပရိတ်ကြီးပဋ္ဌာန်းတွေအယုအဖတ်ဒေသကနာအနံဝဲရာဆိတ်ပြန်ပြီးတော့လွှားလိုက်တာပလင်မောရောက်တဏှာယူဟောလို့ဒီတဲ့အခါကျတော့မဲ့နဲ့ဒကာကြီးများလို့ဒကာကြီးကဘုန်းကြီးတို့မနဲ့စောတော့ခရီးဆက်ရာရှိတယ်စောလို့သွားခြင်းနဲ့နေရင်ပြအောင်လေရင်ဘောကဆင်းရင်ကားဘောကဆင်းရင်ပဲတောင်ဘောကဆင်းပြီးမှလဲဘောကဆင်းမှပလင်မောရောက်မယ်ခရီးပါဒါကြောင့်လေရင်ခရီးဆိုတော့ကိုကကျွတ်တေရောက်မှဖြစ်မယ်စောလေးပို့သေးပါဆိုတော့ရှင်မင်းကဘယ်ချိန်လောက်ကြွခြင်းလဲမနဲ့4 နာရီလောက်သွားချင်ပါတယ်။ဒါ3 နာရီလောက်တော့ဘုန်းကြီးတို့အရန်ဆုံးပြင်ဆောင်မပေါ့4 နာရီလောက်ကျတော့ဘုမဲ့တကကြီးတွေရောက်လာလို့တဲခွေရကျောင်းပေါ်ကဆင်းပြီးဓာမီလေးနဲ့ဟိုဒီကြည့်တော့အရှင်ဘုရားကစားနေတော့လည်းဘုန်းကြီးကကားပဲမလဲစားတာတကကြီးရေးလို့မေးတော့ကားတွေကညကလေးကပြန်သွားပြီတဲ့ကလေးနဲ့ကြွရတယ်ကားကနေပါဖြစ်သွားဘယ်နှုန်းကကားလေးကဆောက်ပြီးနော်ပြန်လို့တော့ဘာနဲ့ဖြစ်သွားလေးရအသေးလေးပေါ်မှာခဲသမားရဲ့ဘုန်းကြီးရဲ့နောက်ကကပ္ပိယတကား2ယောက်နဲ့ပြည့်စည်တယ်နဲ့သောသောသီရိထွက်လာလိုက်ကြတာလူရန်ကြီးရောက်တော့ကပ္ပိယ2ယောက်ဆင်းဘုန်းကြီးဆင်းလဲသမားကလဲပေါ်မှာမတ်ကလက်တစ်ဘက်ကတရားကိုင်းလို့လက်တစ်ဘက်ကနွားနှကောင်ရဲ့ကျိုးစားကိုင်းပြီးတော့တရားနဲ့အနောက်စုစုကိုလှမ်းမြင်ပြီးရှင်မရေဟောအနောက်ကပန်းပါရဲ့ဒါစီကြွရောတပည့်တော်အလုံးရှိလို့ပြောင်းပါဗျာဆိုတော့ကိုပြန်ချပါဘုရားရှင်ဘုန်းကြီးနဲ့ကပ္ပိယတယောက်ကျတော့ကပ္ပိယတွေကပြစ်တောင်းအတော်ဆိုတဲ့လူတွေဘယ်လိုလူဘယ်လိုပဲချမ်းသာဘုန်းကြီးဘာဖြစ်လို့ဒီလိုနေရာလိုက်ပဲလဲသူရမသိတော့ကိုယ်ပဲဆွဲလူတို့နဲ့နေလို့တော့မဖြစ်ဘူးကိုယ်ပါရောပါစီရောဆိုပြီးတော့နေတိုင်းနဲ့ရက်တောင်ပသူယူပြီးတပူသောနေရာကမဲ့မဲ့အောင်သွားကျင်းထိုင်ပြီးသိနေလိုက်အလေးအလေးတော်ကြီးလာတော့အနောက်ကကားတစ်ထက်ကားပေါ်ပေါင်းလို့ဘောရောအတွင်းနဲ့ရောအပြင်ရောသူ့လိုတွဲလာရောအပြည့်ပဲဒါနဲ့သတိရတယောက်ကပေကနှခမ်းပေါ်တက်ပြီးကားတာသဗ္ဗယကဗာမင်းလိုက်တဲ့ဘယ်နှယောက်လိုက်တာလဲလူ2ယောက်နဲ့ဘုန်းကြီးတပါးလို့ပြောလိုက်တော့သ
Sampai ada bahagia dia malah. Juga yang kami maya udah. Kalau nak kami yang kami maya sana malai. Lalu dari nana itu selagi lalu abis juga yang kami maya udah. Lalu dia ada dia kami yang kami naya udah. Kamiဒီတိုင်းဆိုရင်တပည့်တော်တို့လည်းလဲရမှာမဟုတ်ဘူးရှင်ဘုရားလည်းလဲရမှာမဟုတ်ဘူးကိုဆုံးချိန်ကလည်းပုံတော့မယ်ဒီကကားလာလို့တားစီရရင်တပည့်တော်တို့နှစ်ယောက်လိုက်သွားနေမယ်လောက်ကုန်ပြီနော်ရှင်းမျိုးရောက်လို့ကားပေါ်ရရလာပြည့်မယ်ဒီနန်းကသာကောင်းဆိုပြီးတော့ပြိဿရင်ဆရာနဲ့တကလမ်းခွဲကြကားလာတော့လူပဲရမယ်ဘုန်းကြီးမရဘူးဆိုတော့ပြည်စည်းတွေယူကပ်ပြရကြတော့တို့လို့တွဲလောင်းတာပါပေါ့ဒါနဲ့နိုင်ကောက်ကြည့်လိုက်တော့ဘုန်းကြီးတို့ပြိဿရင်7နာရီကျော်လို့ရေလည်းမရှိသွန်းလည်းမရှိငါတော့ဒီနေ့သွားတော့မယ်ရှင်လေကိုယ်စိတ်တဲ့အဲ့တော့မရှိမတမ်းနာဖြစ်ပြီးတော့ရှင်းပြနေတယ်ဘာလို့သိထိုးအောင်လည်းမသိဘူးစိတ်ဆိုးစရာလည်းကိုယ်နဲ့ရအောင်မရှိအဲ့ဒါနဲ့ဘုန်းကြီးတို့ဘုရားဟောတဲ့ခန္တီဆိုတာဘာလဲခန္တီကိုစဉ်းစားခန္တီနဲ့ပတ်သက်တဲ့တရားတော်တွေကိုစဉ်းစားဘုံတော်တွေမေတ္တာတွေပွားတဲ့ပရိသတ်ကြီးမရဘူးရင်ထဲမှာအဲ့ဒါနဲ့စဉ်းစားရင်ပါဠိတော်တွေယူရဲနဲ့နိုင်တော့ကြည့်လိုက်တော့ပရိသတ်ကြီး7နာရီကျော်သွားတယ်ငါတော့ဘယ်နဲ့တွေ့ကြသွားပြီစိတ်ကိုလုံးချလိုက်တော့စိတ်ကြသွားတာအဲ့ဒီမှာခန္တီလားပေါ့ခန္တီဆိုတာခံရမှပြီးတဲ့လို့ပဲဖြစ်လိုက်ခန္တီဆိုတာညာများခံရရင်38ချိန်တိုင်အောင်လူငယ်တွေဥဆောင်လာတော့ကိုလူတွေခံတီတော့ခံမှုရောက်ပြီနော်ညာများခံရရင်ဘာလဲညာများရှိတယ်ခံတီဆိုတာခံရမှဆိုတာဒီတော့လူငယ်တွေနားလည်အောင်ပြောရရင်အတူအကျုံရှိသွားတယ်ခန္ဓာကြီးရှိသွားတယ်ဟောအများနဲ့ဆောင်ရွက်တဲ့ကိစ္စတစ်ခုဆိုတာအခုအင်းနဲ့လုပ်တဲ့ကိစ္စဆိုတာကိုယ်ဆန္ဒကြီးမဖြစ်ဘူးတခါတခါလည်းအန်ကြည့်ပြီးတော့ပါတယ်ခံလိုက်ရဒါကြောင့်ခံကြည့်ဆိုတာခံရမှရှိတဲ့အလုံငန်းမျိုးဖြစ်ပါအဲဒီနဲ့ဘုရားနဲ့လုပ်ကြတဲ့အလုံငန်းဆိုတော့ဘုန်းကြီးတို့ပါရမတ်ရေဆိုလိုက်သမ်းမှာဘိခောမလားဒီမှာပြေပြောငွေသာဘောဟောမောမပြေဤလုံးတွေမလေးသိကြကြောင်းဘိခောမလားဒီမှာပြေပြောငွေသာဘောဟောမောမပြေဤလုံးတွေမလေးသိကြကြောင်းဘိခောမလားဒီမှာပြေပြောငွေသာဘောဟောမောမပြေဤလုံးတွေမလေးသိကြကြောင်းမြန်မာနိုင်ငံအတွင်းမှာဘာသာရေးသာသနာရေးလူမှုရေးအပြင်အဖွဲ့အစည်းတွေမရှိဘူးလားအများကြီးပဲအမင်းကြီးလာကဘိတ်ခေါ်ပြီးတဲ့အမင်းအဖွဲ့ဝင်တွေပြိဿရောက်ရလားပြောပါမလာဘူးနော်ဘိတ်ခေါ်ရင်မလာဘူးရောက်တဲ့လူနဲ့သိဝေပြီးတိုင်နေပြီးဆုံးဖြတ်ချက်ချလုံးလိုက်ပြီးဆိုတော့မလာတဲ့လူကဒီမှာရရသိအောင်ကြောက်ပြောတာသိခေါ်ရင်တော့မလာဘူးအသိသိကြည့်လိုက်တော့နာယကဥက္ကဋ္ဌအတွင်းမှုဆွဲဖက်ဒီရောညာဘက်ဒီရောအများကြီးပဲတ
တယ်လို့တော့လေးလေးရောက်အဲ့ဒီမလာတဲ့လူမလုပ်တဲ့လူတွေကအကောင်းကိုမပြောချင်ဘူးဒါမြန်မာတွေအဝိလေးတစ်ခုကိုလည်းမလုပ်ဘူးလူများလုပ်တာလည်းမချင်မွားဘူးအဲ့ဒီဘာမှလာပြီးတော့ဝိညာဉ်ကြီးပြောရလာတဲ့စရင်ငွေလေးရကြတော့လည်းတိတိကျကျမရှိဘူးမြန်မာမျိုးသားတွေကတရားဥပြီးတော့ကုသိုလ်ဝတ်တဲ့ကိုဥဆောင်ပြီးလုပ်လာရင်မလုံးနိုင်တဲ့လူတွေကလှူဖို့လက်ရည်ပြင်ပဲပေါ့အဲ့တော့လှူလိုက်ပြီတဲ့စင်ရစရာမရှိအင်းမရှိနဲ့မလိုအပ်တာတွေတော့အဘောတွေဟောဒီရတဲ့ကုသိုလ်အရေးချုံပြီးတော့ငွေတွေများစွာကုန်တဲ့ကုသိုလ်ဘွယ်မြန်မာနိုင်ငံမှာအများကြီးပဲပြိတ္တိငွေတွေကများစွာကုန်ပြီးတော့ကုသိုလ်အရာနဲ့တဲ့ကုသိုလ်ဘွယ်ကုသိုလ်အရေးချုံငွေကုန်ပြောရုံနဲ့ကုသိုလ်ဘွယ်တွေအများကြီးပဲဒါတွေတော့လူငယ်တွေသတိထားရမယ်အချက်ပါဘုရားပြောချင်တာကကုသိုလ်လုံးရင်ကုသိုလ်ကိုရမှာဖြစ်မယ်ဒါပြောပွဲမဟုတ်ဘူးကုသိုလ်အရေးဆောင်ပြီးတော့ပြောပွဲတွေလုံလာတာများနေပြီတဲ့အတိတ်ကဒီအနှွယ်တွေကဒီနေ့လူငယ်တွေလက်ထဲအထိလက်ဆင့်ခံလုံးပဲလူငယ်များကတော့အသိမကျွဲတော့လုံကောင်းတဲ့ထဲလုံကြတော့မယ်စရင်ကြည့်လိုက်ပြန်တော့လေဘုန်းကြီးတို့ဗရဒရဲ့အကျွေးတွေကြည့်ပဲဒီတော့အတွေ့အကြုံလေးတစ်ခုပြောဦးမယ်ဘုရားမူလလေးကသိတော်တင်ဝတ်တစ်ခုပြင်းတော့ဘုန်းကြီးတို့ပလင်မော်ရောက်သွားပလင်မော်ရောက်တော့ဘောဘကအဖွက်ကရှင်းတန်းကလေးနဲ့လို့ဆိုဇာတာအထုပ်ကလက်ထက်အားလို့ဒီကမပေးခင်အကြီးအလွာဖတ်ပြီးကြည့်လိုက်တာနောက်ပိုင်းအချုပ်မှာဘာပြတာလဲဆိုတော့ဘုရားမူလလေးကပွဲတော့အလှူတော်ကိုရရှိငွေပေါင်း1000ကျပ်ပရိသတ်ရဘယ်လောက်လဲကိုယ်ငွေပေါင်း1500ကျပ်ကုန်တာကအောက်ကနေဘာရေးထားလဲဆိုတော့မှတ်ချဲတဲ့ဘုရားကမှအကျိုးရ900ကျပ်တည်းဘုရားကူနေတဲ့ဘုရားဘောဘကနေတွေ့မှကျိုးကျက်တယ်ဒါကြောင့်ပရိသတ်ရဆိုလိုက်ကမှကုသိုလ်အရေးဆုံးငွေရာဆုံးပြောရုံနဲ့မသိဘူးကုသိုလ်တော်ကငွေတော်ကဉာဏ်လည်းရမည်အကျိုးကိုရှုကုသိုလ်ပြုပြောမှုဝေဒာဆောင်ရမည်ပြောချင်ရင်လူတစ်ပါးကပြောစေရတယ်လောကတယ်မရှိဘူးလားကာရဥပ္ပတက်ကိုခုနမေစင်သိချီတာပဲနော်အခုတော့ဗရဒရဲ့အာရမတို့ဆွေးနေကိုနေချာတာရန်လာတဲ့ပစ္စည်းတွေကုသိုလ်ရဖို့လူရတာကုသိုလ်ရမယ်ရှင်ပြီးတော့လှုပ်လိုက်ကြတာကုသိုလ်ပွားပြီးတော့စိတ်ဆင်းရဲတဲ့အပန်းနဲ့မကျေနပ်တဲ့အပန်းတွေဝါဆောင်နိုင်တဲ့အပန်းတွေမကြဘူးလားကုသိုလ်ရသေးလားဘာဖြစ်လဲအကုသိုလ်ဖြစ်တာကုသိုလ်လုပ်တာဒီစည်းနဲ့ကုန်နေတဲ့အကုသိုလ်လည်းဖြစ်သေးတယ်အရှုံးနှစ်ဖက်ပေါ်တော့ကိုယ်လည်းမကောင်းရဘူးတဲ့အကုသိုလ်ရမကောင်းကျိုးလည်းဖြစ်သေးတယ်ဒီလိုသာဖြစ်မယ်ဆိုရင်ပရိသတ်ရေကိုယ့်အကိုသုံးလိုက်တာကောင်းသေးတယ်ဒါကြောင့်ကောင်းဆောင်လုပ်ကြမယ်ပုဂ္ဂိုလ်များအများနဲ့လုပ်ကြတဲ့နေရာမှာဘုန်းကြီးတို့ပရိသတ်ရေအသိအပွက်ဆိုတာဖိတ်ခေါ်ရင်မလားတတ်ဘယ်မှာရတော့လဲအဖြစ်တွေပဲပြောတယ်ဝေကြီးပိုင်းကြတော့လည်းရှင်းလင်းမှုမရှိဘူးဒါတို့လူငယ်တွေသတိထားရမယ်အချက်တွေပါအဲဒီလိုဟာတွေတွေ့ကြုံရင်ဘုန်းကြီးတို့လူငယ်တွေခံနိုင်အောင်ခံလိုက်ပါတယ်လေ
ဒီတော့မှဘာဖြစ်မလဲခန္တီဘာဖြစ်မလဲခန္တီပြီးတာဆိုရင်တည်ပြီးတော့သဘောမပေါက်ဘူးခန္တီနာနာခံလိုက်မှတည်သွားတာခန္တီဆိုတာခံရမှတည်တာအများနဲ့လုပ်တဲ့လုပ်ငန်းမျိုးအသေးအဖွဲလုပ်တဲ့လုပ်ငန်းမျိုးဆိုတာမအောင်မြင်ခင်တော့ကြီးမားသောအပြစ်ကိုလည်းအောင်မြင်ဖို့တာဆို၍ဆွမ်းလွတ်နိုင်တယ်မှန်တယ်နော်အောင်မြင်လာတဲ့နေ့ကျတော့သိနေသောအပြစ်ကလေးကိုလည်းပဲနေရတဲ့လူချင်းရတော့ကြီးမားသောအပြစ်ကိုရှုပေးတော့ပြည့်စုံစကားကိုပြောကြတယ်ဒါဆိုရင်အရင်ပြတ်တော့မယ်အောင်မြင်ခင်တော့အောင်မြင်ဖို့ကြီးမားသောအပြစ်ကိုခွင့်လွှတ်နိုင်ပေမဲ့အောင်မြင်လာတဲ့နေ့ကျတော့သိနေသောအပြစ်ကလေးကိုတော့လည်းအကြည့်ကြီးတဲ့သို့ရှုပြီးတော့နေရာယူဖို့အပြစ်တင်စကားတွေဆိုတတ်ပါတယ်တဲ့ဒါကြောင့်အစကအရာရာမှာခံနိုင်အောင်ခံဖို့ပရိသတ်ရဲ့ဆိုလိုက်သမ်းမှာခံပြီးတယ်လို့လက်ခံလို့အမောမရှိရာခံပြီးတရားလက်ခံအမောမရှိရာခံပြီးတဲ့ဖို့လက်ခံပြီးဘယ်လိုမရောက်ရာအများအကျိုးဘာသာနာအကျိုးကုသိုလ်ရဖို့အကျိုးဆောင်ရွက်ကြတဲ့နေရာမှာခဏခဏပြည့်တင်မှနေမရှိဘူးလားအဲ့ဒါတွေခံနိုင်အောင်ခံလိုက်ပါအများအကျိုးရသည်ဘုရားခဏခဏထုတ်ခဲ့လည်းမဆောင်ကိုလမ်းကြောင်းကိုယနေ့39ကျင်ကုသိုလ်လောက်တာကုသိုလ်ရဖို့နော်ပြောဖို့မဟုတ်ဘူးအများအကျိုးရသည်ဘုရားခဏခဏထုတ်ခဲ့လည်းမကောင်းကိုလမ်းကြောင်းကိုစိတ်ကောင်းနဲ့ရှင်းရှင်းနေလို့ပရိသတ်ရဲ့ဘာနဲ့ရှင်းရမလဲစိတ်ကောင်းနဲ့ရှင်းပြီးတစ်နှစ်မှတစ်နှစ်ပဲရာဇတော့တရားကျိုးစားပြီးဆောင်ရွက်ကြဖို့လိုအပ်ပါဒါကြောင့်ပရိသတ်ရဲ့ဆိုလိုက်သမ်းမှာစိတ်ကြီးစွဲပန်းသေခံယူရန်ဘာဝနာစိတ်ကြီးစွဲပန်းသေခံယူရန်ဘာဝနာသာသနာပြုအလုပ်အများအသေးအဖွင့်နဲ့လုပ်တဲ့လုပ်ငန်းဆိုတာကြည့်ပါဖြစ်စိတ်ကြီးရနေလွယ်ခံရတယ်လုံးသီးခံရတယ်လူလောကလူဘုံလူဘဝလို့ခေတ္တခဏအနေနဲ့ရောက်လာကြတဲ့ဘုန်းကြီးတို့နဲ့ဘုန်းကြီးတို့အမျိုးသားအမျိုးသမီးအားလုံးယနေ့လူတို့ကစားနေနေလာပါပြီတဲ့ကျုံနဲ့ကျုံခဲ့ပါပြီအပေတွေလည်းမြန်ခဲ့ပါအဲဒီလိုနဲ့တွေ့ပြန်လာတဲ့လူဘဝနေရတဲ့အခက်ကာလလေးမှာနေ့စဉ်တွေ့မြင်နေကြတဲ့လူသားစုကြီးတစ်ခုလုံးကိုကြည့်ကြမယ်ဆိုရင်လေးမျိုးလေးစားတွေ့ကြမှာပါအာနာရှိပစ္စည်းရှိကြတော့လူရန်သာပညာနဲ့ပစ္စည်းဥစ္စာတွေဝါချမ်းသာနေကြတဲ့လူရန်သာပစ္စည်းဥစ္စာတွေဝါချမ်းသာနေတဲ့လူရန်သာပစ္စည်းဥစ္စာမဲ့မဆင်းရဲကြတဲ့လူရန်သာလို့ဘယ်နှမျိုးလဲပြည့်စုံသောလူရန်သာရဲ့ပြီးတော့မပြည့်စုံသောလူရန်သာရဲ့လေးမျိုးပေါင်းပြလိုက်ရင်ဒီနှမျိုးပဲရအတိတ်ကဘာလာကြတဲ့ဘုရားကာမတ္တိအဟောအဆွမ်းအရာပြည့်စုံတဲ့လူရန်သာထဲမှာလူလာပြည့်လို့ပြည့်စုံမှုကိုပြီးရွေးပြပြတော့မဲမတာမဝင်းဖို့မလိုအပ်ဘူးတဲ့အတိတ်ဘုရားကအဟောအဆွမ်းနဲ့လို့မပြည့်စုံတဲ့လူသားသားထဲမှာလူလာပြည့်လို့လေဘုန်းကြီးတို့ပရိသတ်ရဲ့စိတ်ဓာတ်ကြီးကြဘဝကိုပြည့်စက်လက်ကလုံးလိုက်လို့မဖြစ်ပါဘူး။ဘာလာလဲရတဲ့ဘုရားကာမတ္တိအဟောအဆွမ်းအနေအများအရာ
ပြေဆုံးမှုမပြေဆုံးမှုကြွားချမ်းကြပေမဲ့လူရှင်းနိုင်တော့တဲ့ကုသိုလ်ကမ္မပတ္တိကတော့လူတိုင်းမှာပါလာကြတဲ့ဒီနေ့လူရလို့လာဖြစ်ပါဘူးလူလာဖြစ်တဲ့အခိုက်အတိတ်ကပါလာတဲ့ကုသိုလ်ကအဟောအစွမ်းများမတော်လို့ကုန်သွားရင်ကုန်သွားတဲ့အချိန်ငါတို့ကဘယ်လိုနေကြမလဲဒါလို့စဉ်းစားဖို့လို့ကိုယ်တော်ဟောကုန်သွားတဲ့အချိန်ငါတို့ကဘယ်လိုဖြစ်သွားမလဲဒါကိုပါဠိတော်ကယထာဘုံမြတ်ခေယောနေတာဝိပေသတိယထာကမ္မဘုံမြတ်ခေယောကိုယ်တော်ကဟောအစွမ်းလေးကုန်ရလိုက်မယ်ယထာတော်ကုသိုလ်ကဟောအစွမ်းလေးကုန်ပြီးတော့သွားရတဲ့တဏ္ဍာမတ္တဝါတွေဟာဖြစ်ဝိပေသတိဒီမျိုးဆုံးကိနဲ့ပြည့်စည်ကြပါမယ်ဤဒီသောသန္တန်တို့နန်းတို့ဆရာဖြစ်တော်မူတဲ့ဘုရားမြတ်စွာဘုရားအာရကောင်းစွာမဲ့ွယ်မိန်တော်မူလိုက်ပါပေတည်းအတိတ်ကလာလာကြတဲ့ကုသိုလ်ကအဟောအစွမ်းကိုကုံသွားတဲ့ချိန်ရပ်သွားဖပြသွားကုသိုလ်ကသာယူကျိုးပေါက်သွားတဲ့အချိန်ထိုသတ္တဝါဟာပြည့်စုံမှာပဲမန္တလေးမြို့အနောက်ဘက်ကကာစီထားတဲ့မယန်းချံကောဝင်ဘက်ကတာပေါင်းသာယူကြီးဟာဝါဇဝါကောင်အညာမှာမိုးရီအားကောင်းလို့အေယဝတီကြီးပြည့်လျာဓာပေါင်းပေါ်မှာမေးတင်လာတဲ့စိတ်ယနေ့လူတို့တွေဟာလည်းအိတ်ကဥဒိချနေဆိုင်ညာဆိုင်နဲ့တတိဝရိယကြီးကြီးနဲ့ဆုံးဖြတ်ရအဲဒီလိုနဲ့ဆုံးဖြတ်ပဲနဲ့မိလျောပေါ်ပေါ်ဆဆနေလို့ရေတုံးကံတာပေါင်းတာရိုးကြီးညာကျိုးပေါက်ကြသွားတဲ့ချိန်ကြမှာဆိုလမ်းပြေလာတာပြီးဖို့ဗရတိုက်လွယ်ပါမလားမလွယ်ဘူးအဲဒီဥပမာအတိုင်းပဲဘဝဘုရားကဟောင်းတဲ့ပုံမှာဆိုလမ်းပြေလာလို့ဖို့အဟောင်းဆက်ဖို့ဆိုတာဗရတိုက်လွယ်ပါမလားအဲ့ဒါကြောင့်ဘုရားကမကြကုသိုလ်လုပ်ကြတဲ့ကုသိုလ်ဟောလေပုံမှာဗေဒင်မေနမေရရာရှိတတ်ရဲ့ဟိုတောင်းခံဒီတောင်းခံလို့လွယ်မလားကုသိုလ်ကအောင်မကုန်မေးခင်မှာမကြကုသိုလ်တွေလုပ်ပေးကြပြုပေးကြဒီတော့ကုသိုလ်ဆိုတာဘာလဲကောင်းတဲ့အလုပ်အပြည့်မရှိဘူးကောင်းတဲ့အကျိုးကိုပေးတဲ့လက္ခဏာရှိတယ်အပြည့်မရှိကောင်းကျိုးပေးတဲ့ကုသိုလ်လုပ်ငန်းဘုန်းကြီးတို့ဗရဒိုင်အတိတ်ဆိုတာလည်းနေခဲ့ပြီထားလိုက်အနာဂတ်ဆိုတာကလည်းမတွေ့ကြုံသေးဘူးနေဝိစီရောလက်ရှိရရှိရောက်ရှိနေတဲ့လူဘဝပြိဿပံတဲ့တဲ့လေဒီဘဝချမ်းသာဖို့အထောက်အထားရောက်ဖို့လက်ရှိပြိဿပံတဲ့ဒီဘဝချမ်းသာအထောက်အထားရောက်ဖို့ဒီဘဝစေနိုင်တိုးတက်စေနိုင်တဲ့ကာမသတ္တိတွေမရှိဘူးလားဆိုတော့ရှိတယ်ပြိဿအလုံးလုံးဖို့လိုတယ်ဒါပေမဲ့ကုသိုလ်ကာမသတ္တိကြီးကဘာလဲကုသိုလ်လုပ်ကြမယ်ကောင်းမှုလုပ်မယ်အမျိုးသားအမျိုးသမီးတွေကိုလုံးမဲ့ကုသိုလ်လုံငန်းအပေါ်ယုံကြည်မှုအပြည့်တွေရှိဖို့ဒီကုသိုလ်လုပ်ကြတဲ့အခါဝမ်းမြောက်မှုတွေနဲ့အဆုံးသတ်နိုင်ဖို့တော့အရေးကြီးဆုံးကိုနိုင်ကြုံလာတဲ့ရင်ကိုပြုခဲ့တဲ့ကုသိုလ်ကိုဒီသာရတိုင်းလို့အောင်မြင်နိုင်ဖို့လို့ဘယ်နဲ့ကြလဲဒီနံပါတ်ကကိုလုံးမဲ့ကုသိုလ်လုံးအပေါ်မှာယုံကြည်မှုအပြည့်ရှိရမယ်။ဒီနံပါတ်ကကိုလုံးတဲ့ကုသိုလ်လုံးမှာကုသိုလ်ပြုပြီးရင်ဝမ်းမြောက်မှုနဲ့အဆုံးပါရမယ်။တော့မှအရေးကြီးဆုံးကိုနဲ့ကြုံလာရင်ကိုပြုတဲ့ကုသိုလ်ကိုသိတာဆိုနိုင်ရမယ်တဲ့။ဒီတော့ဒီတော်များကောင်းကျိုးရမယ်ကုသိုလ်လုပ်ငန်းကြီးဘယ်နေရာတွေမှာလုပ်ရမလဲလို့ဆိုတော့ဒါကိုဘုရားကသိသိယံမိစ္ဆဗံဒီဝါဘုက္ခလေအာသိတိပုဝါမဟာတရိမိတ္တရိသာပိအထောသကံမိမာတရိဒေတိယံပိဒေတိဘုရား၌၎င်း
နာနိဝသံဃာနဲ့ပုဂ္ဂလေဝံပုဂ္ဂိုလ်၌၎င်းအာဒီတိသောဝသေတခန္ဓာယောဂရာကြတဲ့အမိခေတို့၌ဘော၎င်းမာဇရိအမေနဲ့တော်၎င်းပိတရိအပေနဲ့တော်၎င်းအတော်စေတမိပါဒရိအကိုကြီးအမကြီးပါကြီးပါတွေတော်ကြီးတော်လေးဆိုတဲ့အမျိုးမအသက်တွေကကိုကြီးရတဲ့ပုဂ္ဂိုလ်တို့၌တော်၎င်းကုသိုလ်ရဖို့ကုသိုလ်ပြည့်ရမယ်ဌာန9မျိုးပြိဿဘယ်နှမျိုးလဲရေဒီဘယရဲ့သံဃာရဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒါရဲ့အမေယဖေယအကိုအမပါရှိပါတွေတော်ကြီးတော်လေးဆိုတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီ9ဌာနမှာဘုရားကိုအမြတ်ဆုံးပုဂ္ဂိုလ်မှုထိတ်ဆုံးမှာထားဆိုခဲ့ပေမဲ့လက်ရှိပြစ္ဆုတ်ပံဘဝကြီးပွားချမ်းသာဖို့လည်းငင်းကောင်းလို့ရစေနိုင်တဲ့ကုသိုလ်ကိုပြုဖို့ဘယ်ဌာနကိုအရင်ဆုံးယူရမှာလဲဆိုရင်ပရိသတ်ရဲ့အမေကိုအရင်ဆုံးယူရမှာနံပါတ်5အမေနော်ဘာဖြစ်လို့အမေကိုထိတ်ဆုံးမှထားယူရတယ်လဲဆိုတော့လက်ရှိဒီဘဝမှာမိမိအနေနဲ့ကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်ဟာပရိသတ်ရဲ့ဘယ်လိုလဲဘာဖြစ်လို့အမေဟာကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်ရတယ်လဲလို့ဆိုတော့ကိုယ်မွေးဖွားစဉ်တုန်းကအမေရုပ်သူကပရိသတ်ရဲ့အသက်ပေးပြီးတော့လာခဲ့ရတယ်နော်မိခင်တယောက်ဟာသားတယောက်သမီးတယောက်မွေးဖွားရတယ်ဆိုရင်ဘာပေးရလဲအသက်ပေးပြီးတော့မွေးခဲ့ရသားမွေးကိုနိစ္စလာတဲ့မိခင်တယောက်ဟာဝိဘဝကနိလာရဲ့ရင်ထဲမှာတုံ့လုံးဆောက်ချမှုတွေခိယုံကြောက်ရွံ့မှုတွေဖြစ်ဝိဘဝကရင်ချောချောမောမောမှဖြစ်ပါမလားကလေးများပြေးမလားငါများပြေးမလားနှစ်ဦးလုံးပြေးမလားနှစ်ဦးလုံးမှပဲရှင်ချောချောမောမောမှဖြစ်ပါမလားလို့ဒီလိုရင်ကြောက်ရွံ့စိတ်တွေဘုန်းကြီးတို့ဘာလို့လဲမိခင်တိုင်းခံစားချက်ရှိတယ်မရှိဘူးလားဒါကိုအမေများအဖွားများကဘယ်လိုတင်စားလဲဆိုတော့သားငယ်မိုးပွားရမယ်မိခင်တယောက်ဟာမိုးပွားကနေလာလေတဲ့ဒီနေ့မြေဆောင်ပဲနဲ့ကြိတ်ဘယ်ကိုမြေဆောင်ထုတ်ဒီနေ့သုံးချိန်ကျင်းချင်းကိုမြေဆောင်ထိုးတယ်လို့ဒီလိုတင်စားဒါကြောင့်ဘဝမှာကျေးဇူးအကြီးမားဆုံးနံပါတ်1ပုဂ္ဂိုလ်ဒီအမေဘာကြောင့်ကျေးဇူးအကြီးဆုံးလို့ညွှန်ပြရတယ်လဲမိမိကိုမွေးဖွားစဉ်တုန်းကအမေစီအသက်ပေးခြင်းရတယ်တဲ့အသက်ပေးပြီးတော့မွေးဖွားခဲ့တော့မိခင်ကိုမြည်၍ရနိုင်သောကုသိုလ်အခွင့်အရေးတွေဟာပရိသတ်ရဲ့အမေတို့ရှိမှရကြမယ်အမေမရှိတဲ့သူတွေရအောင်မလားအမေတော်ကြီးရတဲ့ရတဲ့ကုသိုလ်တွေပရိသတ်ရဲ့ဘယ်သူရှိမှအမေရှိမှအမေမေတ္တာမျိုးလီတွေးပြနိုင်မလားမွေးစားအမေကောဒါကြီးတော်လေးတွေကောအလုံးမမပေးနိုင်မဟာလူကနာနာဒုက္ခနာဣဒဝိပါလောမန္တိပန္ဒနာကိုယ်တော်အမေတော်ပြရလာတဲ့ကုသိုလ်ဟာဣဒဝိပါလောနာဂဘဝမဆောင်ဒီဘဝမှာလည်းအကျိုးပေးပါ၏ဒီဘဝမှာကိုယ်ကလည်းအကျိုးပေးတယ်လက်ရှိပိဿုပံဘဝကောင်းကျိုးတွေရခြင်းတပတ်ဆိုရန်ပရိသတ်ရဲ့နံပါတ်1အမေမိကုသိုလ်ကိုရအောင်ယူပါဘယ်ကုသိုလ်ရအောင်ယူရမလဲအမေမရှိတဲ့ချိန်အမေမိကုသိုလ်ရအောင်မလားအမေလောက်တဲ့ပုဂ္ဂိုလ်ကကြောက်တောင်ကြောက်သားကံတန်ကြီးကဲ့သို့ခိုင်မာသူမဟုတ်ဘူးပရိသတ်မသေးတတ်တဲ့ခန္ဓာလားသေတတ်တဲ့ခန္ဓာလားသေတတ်တဲ့ခန္ဓာရှိနေတဲ့အမေကြီးမသေးပဲနေမလားသေသွားရင်ကုသိုလ်ဒါကြောင့်ပရိသတ်ရဲ့အမေမိပြီးတော့အပြီးနောက်မကြပါစေနဲ့မဟင်နော်အမေကမိပြီးတော့အပြီးတွေပါတယ်လေနောက်မကြပါစေနဲ့တဲ့အမေသေပြီးတော့မှအပြီးရလို့နောက်ကျသွားရင်တော့ပူလောင်ခြင်းနဲ့ဆုံးပါ
မာတုပဋ္ဌာနာကုသလဣဒဝိပ္ပကောမာတုပဋ္ဌာနာကုသလောအမေကိုမြည်ရတဲ့ကုသိုလ်ဟာဣဒဝိပ္ပကောအနာဂတ်ဘဝမှာဆောင်ဒီဘဝမှာလည်းနည်းအကျိုးပေးပါ၏အမေရှိတဲ့အမေကိုရိုသေစွာပြုစုလုံကျွေးဆောင်ရှောက်ပါဘုန်းကြီးတို့ပါရဇာယိအနေဆုံးနဲ့အမေရေချိုးရေခပ်ပေးရေလောင်းပေးခြေတွန်ပေးလဲဖို့အဝေါ်စားပေးလဲပြီးသားအဝေါ်စားဖို့ရှားဖို့ပေးပိုက်ဆံကုန်သလားလူပင်မသလားလူတိုင်းလောက်သလားဖြန့်ပေးတာကုသိုလ်ကိုဖြန့်ပေးတာခက်တာကသူတို့ကပိုက်ဆံကုန်မှကုန်ရှိတယ်ဘာသာဗနာနဲ့ဂုံမဲ့ပါဝန်းကျင်နဲ့ပြီးတော့ကုသိုလ်တွေလုပ်ကြရာစွန်းထောင်စွန်းတောင်းစွန်းပြီးလုပ်ကြကုသိုလ်အရာနဲ့တဲ့ကုသိုလ်ပွဲတွေမရှိဘူးလားအမေကမင်းဘုန်းကြီးတို့ပရိသတ်ကြီးတချင်းချော်လိုက်ရတဲ့ကုသိုလ်ရဲ့အင်အားဟာမဟုတ်ဘူးဒီတော့မြန်မာအမျိုးသားတွေအမေကမင်းမလျှော်ကောင်းဘူးလားလို့မေးရင်ဘယ်လိုပြောမလဲလျှော်သလားလို့မေးတော့ဘာဖြစ်လို့လဲမြန်မာအမျိုးသားတို့ရဲ့ရင်ထဲကအသိကယောက်ျားလူတွေခမိန်ကန်ရင်ဘုံနေဟိုတော့မှခြေတန်းစစ်တဲ့လဲပြင်ရန်သူနဲ့ရင်ဆိုင်သူနိုင်ကိုနိုင်သူပြီးသူတွေတိုက်ရမယ်စပွဲမျိုးသွားကြတဲ့စစ်တီတော်တံမှုတွေဟာဘေးအန္တရာယ်လုံခြုံဖို့ဆိုပြီးတော့အဆောင်ယူကြတဲ့နေရာမှာပရိသတ်ရဲ့အမိခမိန်စာကလေးနားပန်သွားရပါတယ်လေဓမ္မမုတ်လေတိသွားလက်တော်ဝါစာအိတ်ဆောင်နဲ့ဆောင်သွားရင်ခြေရန်ရန်သူနဲ့တွေ့ခဲ့ရင်တဏ္ဍနဲ့ပြည့်ရင်ဒီမကူဘူးတဲ့ဓာလန်နဲ့ပြည့်ခဲ့ရင်ဓာလန်တို့ဒီကောက်ရုပ်အကွင်းပြောခွေးကြလေးညာနဲ့ပြည့်တော့လေးညာတို့ဒီလောင်လောင်ပြတ်နေတဲ့အဲဒီလောက်ဖမ်းတဲ့အမေခမိန်စာအခါဒါလို့ဆိုတော့ဘုရားအန္တရာယ်လုံးကျုံစေတဲ့အမေခမိန်ကိုဘုန်းကြီးတို့ပြိဿတ်မလျှော်ကောင်းဘူးလားသူလူငယ်တွေလျှော်ရရလားမေတော့မလျှော်ဘူးနော်အမေခမိန်နာမလျှော်တာပါသူတို့လျှော်ခြင်းနဲ့ခမိန်ကြကြိတ်ချောနေတာပါလျှော်တဲ့လူတွေကဒီကပါကြံပါဦးမလားဒီရတာကြောင့်ဘာမှမှားတဲ့ဗရမသောအခမ်းအမှာရယူရမယ်ကုသိုလ်ဟာဘာလဲလို့မေးတော့အမေမိကုသိုလ်ကိုအနည်းဆုံးခမိန်ချောကရအောင်ယူပါအဝိဇ္ဇာလို့ပြန်လာရင်မိခင်စားဖို့မိခင်ကြိုက်တာမြတ်မြတ်လို့ကိုစွမ်းနိုင်တယ်များကိုစားမဲ့ထဲကလျှော့ပြီးတော့အဘာဆောင်မိခင်ကိုလူဆောင်တဲ့မြန်မာတွေမပေးဘူးလားဆိုတော့ပေးတာပါနော်အမေကဒါလေးကြိုက်တယ်ဝဲလာအိမ်ရောက်တော့အမေရောခဏစားခြင်းနဲ့ကျင်စားရောအင်းဝုန်းတိုင်းဆိုတော့ပြစ်ချသွားအမေမချစ်ဘူးလားဆိုတော့ချစ်တယ်မလို့ဘူးလားဆိုတော့ရိုးရိုးလေးလေးလေးစားစားဂရုကတော့လက်ပြကရောက်ကြလားဆိုတော့ကုသိုလ်ဟာပရိသတ်ရတယ်လို့မရတော့ဘူးရပြန်တယ်မဆိုင်မှာတော့ဒါကြောင့်အဝိဇ္ဇာပြန်လာလို့မိခင်ကိုကြောတဲ့နေရာလူရန်ပေါ်ပြည်စီလင်မန်းပကံများတဲ့သတ္တရရဆဲပြီးအမိရှိသွားဒူးတုတ်ထိုင်းလူရန်ပေါ်ကိုပြောက်ပြီးတော့လက်ဘူးနဲ့သုံးထလောက်ထိုင်းတယ်အမိကိုကြောပါအမေကိုပူဇော်ပါ၏အမေကိုလူပါ၏ပြီးတော့အမေလက်ထက်တဲ့ခြေပံမိုးပေါ်မှာမျက်နှာရှိကြသွားအောင်ကိုဥချတဲ့ခြေပံမိုးနဲ့မျက်နှာချနဲ့လက်မကားစီနဲ့လက်ကပေးထားပြီးတော့ခြေနဲ့ခုရမနှကောင်းကျော်နဲ့ပွားအောင်ပမိုးနဲ့ခုခြေပံမိုးနဲ့ခြေပြသွားအောင်၃ချိန်ဥချအဲ့ဒီအခါကျရင်အမေရင်ထဲကမေတ္တာတွေပေါက်ပွားမလာဘူးလားအဲ့ဒီမေတ္တာမျိုးပရိသတ်ရဲ့အမေရှိစဉ်ပဲရမယ်အမေမရှိတော့တဲ့နေ့အဲ့ဒီကုသိုလ်မျိုးအမေရှိတော့ပဲရမယ်အမေမရှိတော့တဲ့နေ့ဒါကြောင့်ဘဝမှာပထမဆုံးအရာအမေယူရမယ်ကုသိုလ်ဟာအမေရှိကုသိုလ်တဲ့ပရိသတ်ရဲ့ဘယ်ကုသိုလ်ပါလဲဒုတိယရယူရမယ်ကုသိုလ်ကအမေပြီးရင်ကျေးဇူးအရှိမဆုံးပုဂ္ဂိုလ်ဘယ်သူလဲအဖေတဲ့ပရိသတ်ရဲ့ဒီလိုပါလဲ
အဖေကမြေရတဲ့ကုသိုလ်တွေကလည်းဘယ်သူရှိမှအဖေရှိမှပထွေးရှိလို့ပါဠိပါထွေးရှိလို့အဖေမေတ္တာမျိုးအဖေပဲပေးနေဒါကြောင့်ဒီလိုမထာနာကုသလဣဒဝိပါကောဒီလိုမထာနာကုသလဘေကောမိရရတဲ့ကုသိုလ်တွေဟာဣဒဝိပါကောဤဘဝမှာလည်းအကျိုးပေးပါပြီဣဒဝိပါကောအနာဂတ်ဘဝမှာဆောင်ဒီဘဝမှာလည်းအကျိုးပေးပါတယ်လို့ဣတိဤသောအာကောင်းစွာမသိမိတ်ဆိုကြလည်းသတည်းဒုတိယကုသိုလ်ကအဖေရှိတဲ့အဖေမေကုသိုလ်တွေကိုရအောင်ယူပါနှစ်ချက်ပြီးပြီနော်တတိယယူရမယ့်ဌာနကကုသိုလ်ကအမေအဖေပြီးရတတိယကိုမှကျေးဇူးအများဆုံးကအကိုအမအမေကဘုရားကိုအထက်ကအကိုတွေအမတွေညီငယ်လေးညီမကလေးပတ်လက်ကလေးကိုယူပြီးထွေးပတ်ပြီးတော့ဆောင်းလျှောက်တာဘယ်လိုလဲသာချိန်စားဖို့စိတ်ချိန်အိတ်ဖို့သိဖို့ရေချိုးပေးဖို့ထွေးပိုင်ပို့ပြီးတော့ဆောင်းလျှောက်ခဲ့တာပရိသတ်ရေဘယ်လိုလဲအကိုအမတို့သူတို့လည်းပဲကျေးဇူးရှိတယ်အဲဒီအကိုအမတွေကိုလည်းပဲပရိသတ်ရေပူဇော်ကြရတယ်တဲ့အကိုအမမိကုသိုလ်ကိုလည်းအကိုအမရှိတော့အရယူဝဒါပေမဲ့ဘုန်းကြီးတို့ပရိသတ်ကြီးဒီနေ့ခေတ်ကတော့အတူနေတွေကမတည့်တာများတယ်ဒီကြတဲ့ပြောကြတဲ့ဆဲအောင်ဆိုတာတည့်သေးတယ်တဲ့တည့်ကိုတည့်ရမှာနော်ဘာဖြစ်လို့လဲဆိုတော့သူကျေးဇူးတွေမရှိဘူးလားကျေးဇူးမသိတတ်ခြင်းကျေးဇူးကျေးအောင်မဆက်ခြင်းဒီဘုန်းကြီးတို့ပရိသတ်ကြီးမတူတော်ရဲ့လက္ခဏာလို့ကျေးဇူးတင်ခြင်းကျေးဇူးကိုစွမ်းနိုင်တဲ့မြတ်ဆက်ခြင်းဒီသူတော်ကောင်းလက္ခဏာနော်ဒီနေ့ကျဘုန်းကြီးတို့တရားဓမ္မတွေရာဆွန်ထောင်ဆွန်တောင်းဆွန်သိမ့်ဆွန်ဘုရားရဲ့အကြောင်းလေးဆောက်အကြီးအကျယ်ကုသိုလ်တွေပြုကြပါရဲ့ကုသိုလ်ပွဲဘုန်းကြီးတို့တရားပွဲများပါသွားလို့ရှိဒီကုမောင်တော်မရှိဘူးလားလို့မေးလိုက်ရင်ရှိတယ်ဘယ်ဟာတွေလဲလို့မေးတော့မဖိတ်ဘူးတဲ့ဘာဖြစ်လို့တော့ဒီလိုတော့လည်းမခေါ်ဘူးတဲ့ကဲကောင်းမေးလားဘုန်းကြီးတို့ပရိသတ်ကြီးဒီလိုဟာကုသိုလ်ဝဲကြီးတာပြုနေတာသူတော်ကောင်းလက္ခဏာဆွေရနေတယ်နော်သိကြည့်ပြီးတော့လာလူနေတာအလှလို့အလှတကအကြီးတာခေါ်နေတာသူ့မှာဧဇန္တကဘာလက္ခဏာဆွေရသူတော်ကောင်းလက္ခဏာဆွေရနေတယ်ဘဝသူတော်ဘုန်းကြီးတို့ပရိသတ်ကြီးသူတော်ကောင်းလက္ခဏာပြီးဆုံးနိုင်သမျှပြည့်စုံအောင်ကြိုးစားဖို့ကလိုရမယ်အခုတော့အမေအဖေမရှိတဲ့နောက်မိဘဘိုးဘွားတွေထားခဲ့တဲ့ပစ္စည်းကိုအကြောင်းပြုဒီမှာကွဲသွားတာတွေမရှိဘူးလားတချို့ဆိုသေးလေးတိုင်အောင်မခေါ်ကြတော့ဘူးနော်အေးဘာမှတန်ဖို့မရှိတဲ့ပစ္စည်းကိုအကြောင်းပြုသေးတော့အင်းမတန်တန်ဖို့ရှိလာတဲ့ညီကိုမောင်နှမမေတ္တာအစိုးရပြေသွားတာဟာဘုန်းကြီးတို့ပရိသတ်ရဲ့သိဝမ်းနဲ့ဆရာကောင်းတယ်ညမလူမျိုးတို့ရဲ့အားနဲ့ချက်ကလေးနော်ဘာမှတန်ဖို့မရှိတဲ့ပစ္စည်းဝတ္ထုတွေကိုခြေပြုတ်ပြီးတော့ဟိုးငယ်စဉ်လုံးကအကူအမလက်ကိုဆွဲလို့ဒီလူကြီးမလေးရဲ့လက်ကိုဆွဲတဲ့ကွာမွေချီထွေးပိုင်ပြီးတော့ကြောချင်းတန်ရင်နဲ့အနေလာကြတဲ့ညီကိုမောင်နှမမေတ္တာဓာတ်ပရိသတ်ရဲ့တန်ဖိုးမဲ့တဲ့ပစ္စည်းကိုအကြောင်းပြုအသေးပြေတာသိဝမ်းနေစရာကောင်းပါအခုအမတရားကျေးဇူးတွေရှိတယ်အဲဒီကျေးဇူးတွေကိုနားလည်ရမယ်တဲ့ဒါကြောင့်တတိယအခုအမတွေမျိုးကုသိုလ်ကိုအခုအမတွေရရှိစေမှရအောင်ယူရမယ်ဘာနဲ့ချက်ကြည့်ပြီလဲအဖေမရှိတော့မှအကိုအမမရှိတော့မှဆိုရဖေအကိုအမတွေဒီကုသိုလ်လိုချင်လို့ရချင်လို့ဖြစ်သေးရလားဒါကြောင့်အဖေမိပြီးတော့လဲပရိသတ်ရဲ့အသီးတွေနောင်မကြပါစေနဲ့နော်
အခုအမတွေမြည်ပြီးတော့လည်းပဲအတိတွေနောက်မကြစေနဲ့တဲ့ဒုက္ခအကျက်ကစီစီဖယားဒီဘဝမှာမိမိရဲ့အတွက်ကျေးဇူးအများဆုံးကအမေဖေပဲမဟုတ်လားအမေတို့အဖေတို့ရဲ့အယိုးစေတီကူတွေမရှိဘူးလားအဲ့ဒါတွေကိုတစ်နှစ်တစ်ခါအနည်းဆုံးရောက်အောင်တွားပြီးတော့တပည့်နဲ့တွေ့ရမယ်ပန်ရှင်းရဲ့လုပ်ပေးရမယ်ရောက်သွားလို့တပည့်နဲ့ပန်ရှင်းရဲ့လုပ်ပြီးဆိုတော့အမေကိုသတိမရဘူးလားအမေမေတ္တာတွေမပေါ်ဘူးလားအမေရဲ့ဂုဏ်ကျေးဇူးတွေပေါ်မယ်အမှုထုံးမစကားတွေအမေနဲ့ပြောဆိုခဲ့တဲ့အတိပေးသတိပေးတဲ့စကားတွေပေါ်မယ်ဒါကြောင့်ပရိသတ်ကြီးအမေဖေတို့ရဲ့အယိုးကူစေတီကိုအမိပြုအမိတွေနောက်မကြစေနဲ့လို့နော်အမေဖေတို့ရဲ့ကူကိုမိပြီးတော့ဟာလေကိုလူတွေနောက်ကျလိုက်တာရဟန်းတခုမှမရှိတော့နော်ဒါကြောင့်မေတို့အဖေတို့အယိုးကူနဲ့ပတ်သက်ပြီးအမိတွေနောက်မကြပါစေနဲ့နောက်တော့ပါဠိတော်လာစကားဒီဒီအမိသေးဒီဖယား၌၎င်းဘယ်လိုဒီဖယားလဲဆိုတော့ညမလူမျိုးတွေဟာကိုယ်စဉ်ပေါင်းတဲ့အထက်ကညမပြေးတဲ့မှာတရားတွေကကျင့်ကြည်နေကြတော့ဒီလိုတန်ဖို့ပဲကြိုးစားကြတယ်ရတဲ့လေးနဲ့တင်းတင်းရောက်ရဲ့ဘုရားတရားကြတဲ့ကြောင်းဆောင်ကြတယ်ဘာကြောင့်လုံးနေကြတာလဲဆိုတော့ကိုယ်တိုင်လွတ်မြောက်ရုံသက်သက်မဟုတ်ဘူးအနာဂတ်သားစဉ်မြေဆက်တို့ဒီလဲငရုတ်ပြူသောဤကုသိုလ်ကိုအမိပြုသာဝရကုသိုလ်တွေရယူရပါစေဆိုတဲ့ဒီယူဝချက်တွေပရိသတ်ရမပါဘူးလားအဲဒါကြောင့်ဘုံမြန်ပွားမြန်မိမြန်ပါမြန်တဲ့ခဲ့တဲ့လေဒီဖယားတဲ့ဆောင်ကြောင်းကံတရားရည်တွင်ရေကံကိုရောက်အောင်သွားပါရောက်အောင်သွားပြီးတော့ဘာလို့ရမလဲတပြည့်လဲပါအမိုက်ကျုံပြပါဘယ်မှမလားပတ်စံကုန်မလားလောက်သလားမလောက်ပါဘူးကိုလူတွေကဘယ်ဟာပေါ်ကြတပြည့်အသေးလေးတိုင်းလဲရရင်သိခါကြတယ်လို့ပုံငယ်တယ်လို့ကျောင်းတိုင်းကဆိုတာတပြည့်လဲအမိုက်ကျုံကြည့်ရလို့ရှိရင်မရှိုးပဲ့တော့တယ်လို့ကုသိုလ်မရတော့ဘူးလို့ကိုဒီလိုထင်နေကြတာသိစွမ်းတဲ့ဒီကုသိုလ်ဧဝတအတ္တမနာဝန္တိဧဝတလူပြေလူလောကကြီးကိုစောင့်ကြနေကြတဲ့သမ္မာဒေဝနာကောင်းများများတွေဟာအတ္တမနာဝန္တိအဲဒီလိုပုဂ္ဂိုလ်တွေကိုချင်းမြတ်လို့ပြီးတော့စောင့်ကြတယ်တဲ့ဒါဖြစ်လို့လေသူတော်ကောင်းကြီးပြပါပြီတဲ့ဘုရားမိဘတွေကျေးဇူးတွေကိုမမေ့ဘူးအမှန်ရနေတယ်ဘုရားမိဘတော်ဆောင်းထုတ်ခဲ့တဲ့ဘုရားတော်ဆောင်းကြောက်ကံရောက်သွားလို့တကယ်ခဲကြပြီဆိုတော့ပရိသတ်ကြီးဘိုးရဲ့ကျေးဇူးတွေမပေါ်ဘူးလားဘိုးဖြစ်တဲ့မိသားတွေဘိုးကိုမြင်တဲ့ဘိုးရဲ့ကျေးဇူးတွေပေါ်ရဲ့ဘွားဖြစ်တဲ့မိသားတွေဘွားရဲ့ကျေးဇူးတွေပေါ်ရဲ့ဘွားကိုမြင်မဲ့အမေရဲ့ပဲဖြစ်တဲ့သားသမီးတွေကအမေပဲလူပဲတဲ့ကြောင်းကြီးတွေတရားကြီးတစ်စောင်းတွေဇေဒီတွေမြင်ပြီးတော့မိဘကျေးဇူးတွေပေါ်ပြီးအမေတို့ဖေတို့သတိမရဘူးလားသတိရဒါပြန်လည်းမလားမကျုံပဲကျုံပြီးရင်ပြည့်ရင်ဒါပြန်လည်းရတဲ့ကုသိုလ်အမှကျုံရတဲ့ကုသိုလ်တန်ရှင်းလေရတဲ့ကုသိုလ်တဲ့အဲ့ဒီကုသိုလ်အဖို့ကိုဘိုးတို့ဘွားတို့မိတို့ဖားတို့ကိုအမျှဝေလိုက်တော့ဟောဟိုကကြားသွားလို့ငါမိငါတို့မမေ့ဘူးငါတို့သားတို့မမေ့ဘူးတို့သမီးတို့မမေ့ဘူးလို့နောက်ဒီမှာရောက်နေတဲ့ဘိုးဘွားမိဘနမန်းသာသမီးကြီးတွေကမိသားတွေကိုစောင့်ရှောက်နေဒါကြောင့်ဘုရားကဒီဝတ္တအတ္တမနာဟောတိနတ်တွေကပြင်းပြန်လို့ပြီးတော့စောင့်ရှောက်ချလိမ့်မယ်ကိုရောဘွယ်ကြီးကြည့်ပြီးတော့ကိုရောကြီးစောင့်ရှောက်ပါကိုရောလေးမပါအနောက်မေတော်ကြီးမာမကိုကြီးကျော်မပါလို့လုံးစရာသူ့လူတွေကတလွဲအောင်တယ်ကိုယ်သွားကြီးကိုကိုယ်တိုင်မလုပ်ဘူးနော်ဒါကြောင့်ဇေတိဘုရားဆိုတာဘယ်ဇေတိလဲပါဠိတော်တွေ့ပြီးတော့အမေတို့အဖေတို့ရဲ့အယိုးအိုး
No? Now, I'm very over the Pale, Fire, the Zang Chonka. Who you know, but I could and Chonka Fusura, Masindano. Over Fire, Devule, Masindano. Boy, what is needy party, Fire, the Zang Chonka in the Shibula. And I go, Yoga, and Nezo. Malunan is a Marazai, the Vienna of Balawana, my Joma, Machine Loba. Erikaja and Boba Muba, Yedu and another Bola Lime, he would have you be a young that we wait. I would have put and jumped out of Payade who by two sides. Over Muba to give it a Payade, the Zong Jump and Jim Raula. Yes, I do Jesus Kana. We will better die. Do the wrong cannot. Yes, I don't look at it. I will be a mano. We will a young Lucian Avaya. Who are beauty? Who want me back down with you and sheet? Ah, I may be a Matana. I guess I may do the wrong cannot. Dear man, the good lunar did a young Abida, Muni Lucian of Lucian Lova. The mountain of Muni La Ludada Hope me. मैं मूल अमेरिका रोगे बिलालो मेला के मगरो आगे भूले हाँ बाकी लो मगरो आले लो मेरा अमीने मठो भूले काउ मेला मूल अमेरिका मगरो बने मशीन में साइन भूंगी रो लाभी रो ये करो पहले तो ये करो हमारे मूल अमेरिका ये करो हमें ना ये कोई मल्लो ने बड़े भाई ये कोई मल्लो ने साधो लुमेरी गरी थाबो क्या ये राजा हेदी भयास और भोगा मिबानो के थाउ करे भयास संगयो गांधेदी भयास रयादे मम्मीने ये मठाने होइरो बड़े भाई अयौवामीरो अनेरो बालो हमें रियसी ले हमें बंशी लो हमें ऐसे लो ये Kuna atuni radari damiri. Oh, dobe bia. Agora de ver payado. Tene da khawari au dua biro. Oh, de bia di le amar de jone. Le ma nashi de lo ke thoda ko ta le damiri ga ma dwe hu la. Ame che de la ga ame ne ba twa lo. Ame lo lu ga ame phe ro de ver payado ma Jadi ye salo tu milo juga amal mikirmula. Abe lo juga dia le. Abe lo kita kami kan abe ne balwaro. Milo dia masa misa berai amal mikirmula. Tali dia maya bila abe mesti. Oh, bori bori degere saya jadi jangan itu abe mesti dong ada biar dia le. Mesti jangan. Nanti ye lo de thoda ko lungare thi malwa la ede lo pira anaga lungare ko parakai kaung mui pe ale yauk de ba mui kaung mui pe ya yauk de da yauk doi se ma sana dan de dan do kan de abe san de anaga lungare ko la kaung mui pe ya yauk de Yade na lo sora kato tadana kerjaan hoti de. Payana na doji ko le song song thing thing ya yauk de. Are me? Payana na doji ko song song thing thing ya yauk de. Tadana pyu jen ye ji lo ma ayen lo wa me. Aku dah boba mi ba so chang le dao ma ji bu tu. Le bong ni no, lu nge le de ga ma ba. Cô đây lâu ra vào bây giờ cô số đàn ông mà xem ra bây giờ ba giờ xong đi làm đấy bố ba mấy bạn để cái này phải là xong trong cả này thì ở đó để tiền bên đây đã xoan này tiền mua mà đang này anh em xong thì lên mà xong cái gì lâu thế đi bố ba mấy bạn để nhà mình làm về với ये राजा भगवान की बात है लोगों ने वो चीज भी दो कोई दो बड़े भाई अभी बारे में नौ मजा से ने पाना मजा से ने
နောက်မရှိတော့မှမိလောင်သွားလို့လမ်းမလွတ်လို့ဖြက်လို့ပါသွားတော့မှဟာဘိုးဘမိဘကုသိုလ်မိငါတို့ကုသိုလ်မရလည်းဘူးဆိုတဲ့အသိတွေနောက်မှဆိုရင်နောင်တာနော်အဲ့ဒါကြောင့်ဘိုးဘမိဘတို့လူခဲ့တဲ့ဘုရားစီတီတဆောင်ကြောင်းကနေနဲ့ပတ်သက်ပြီးတော့လည်းအသိနောက်မကြစီနဲ့တဲ့ပရိသတ်ရဲ့ဘယ်နှချက်ရှိပြီ၄ချက်ရှိပြီငါနံပါတ်ကပန်းသာဘာသာကိုပြီးတော့လည်းအပိရေနောက်မကြပါစေနဲ့ဘာသာကိုပြီးကုသိုလ်တွေရမိယူခဏတန်တိကသတိနာဒါနာသုရာပရိသတ်ရဲ့သံဃာပြီးယူနေတဲ့ကုသိုလ်ပဲမဟုတ်လားဒီတော့ဒီကုသိုလ်ကအားများသေးတယ်ပရိသတ်ဝိမကောင်လူမပင်မမနဲ့ကုသိုလ်ရတဲ့လုပ်ငန်းလေးတစ်ခုကနေတိုင်းဘုန်းကြီးတို့ပရိသတ်ခမင်းမစားဘူးလားကိုယ်စားမဲ့ခမင်းဆယ်လို့အရေးအတွက်တည်းကတလုံးစားကလေးဖုံးကန်ကြွလာတဲ့သံဃာကိုလောင်းလိုက်ကုလို့မရဘူးလားပြည့်စည်ကုန်မလားလူပင်မမလားကုသိုလ်မရဘူးလားကုသိုလ်ကိုအဲ့ဒီလိုအနောက်အဖို့လွတ်လွတ်ကလေးအရာပြီးယူဖို့အရေးကြီးတယ်ဒီတော့သံဃာကိုလည်းဘုန်းကြီးတို့ပြရတာကြီးသံဃာလို့မြင်ရမယ်နော်ဒီရတိတာဒီမအရာအကျွမ်းဝင်ပြီးတော့မလေးမစမယုံမသိမဆက်ဆံရအထူးအဖြင့်မနဲ့ဆုံးကံကြွလာတဲ့သံဃာကိုဘုရားလက်ထက်ကရှင်သာရိပုတ္တရာအမှုပြုတဲ့သံဃာတော်ကြီးတွေရဲ့အဆက်အလွယ်အရိယာသံဃာတို့အဆက်အလွယ်ပဲလို့အဲ့ဒီလိုသိတဲ့မှာဆင်းမြင်အောင်ဉာဏ်ရှင်စဉ်းစားပြီးသံဃာကြွလာရင်နေဖို့နေရပြီးချပရိသတ်ကြီးရှိရဘုန်းကြီးတို့မန္တလေးထိုင်ကုန်လေးတွေပေါ်ပါတယ်ဗျာနော်အဲ့ဒီထိုင်ကုန်ကိုလည်းမထိုင်နဲ့အဲ့ဒါလက်ချမပေးနဲ့ကလေးလည်းမနေစီနဲ့သံဃာကြွသွားရင်ပြီးချတတ်ရသေးခင်းစရာလည်းသံဃာကြွလာရင်ပြီးချတိုင်ကိုခင်းလေးတွေနေထိုင်လေးတွေမန်းလေးမှအများကြီးပဲနော်အဲ့ဒါကိုလည်းပြီးချလို့ပါတဲ့အခုတော့သံဃာကြွလာရင်ကမန်ကရနဲ့ဟိုကုံဆွဲချအခင်းရလည်းပဲခလေးအနည်းလည်းဆွဲခင်းရင်ခင်းတာဒီလိုမလုပ်ရဘူးနော်ဒီလိုဆောင်းလောင်းပြန်တော့လေဘုန်းကြီးတို့ပြိဿကြီးမယိုးမပြီးမလေးမစားခင်မင်မှုကိုရှင်းထားပြီးတော့မလုပ်ရဘူးတဲ့ဘုန်းကြီးတို့လူငယ်တွေကမှတ်ပါလေးလေးသားသားရွေရွေသေးသေးလောင်းလို့တဲ့ဒါလို့လို့လဲဆိုတော့ပိဋကပတ်ဆန်းဝတ်ပြီးမချုပ်အေးရန်ကောင်းကျိုးကိုပေးဆွမ်းနေတယ်သတ္တိဖြစ်ဆိုတာဘုန်းကြီးတို့ပြိဿကြီးသိချမှတ်ပါဒီပိဋကဆောင်းဝတ်ပြီးကုသိုလ်ဒီအနာဂတ်မဆောင်ဒီဘဝလည်းငယ်ကျိုးပေးတယ်။ဒါကြောင့်ဘိုးမြန်ပွားများကဘာပြောလဲငါမီးတို့ငါသားတို့ပိဋကဆောင်းကိုကျူးစားလောက်ဟဲ့မပြည့်စည်နဲ့တနေ့တာဖြစ်နေတဲ့အကုသိုလ်အရာအကျိုးပေးရင်တို့ဘဝကောင်းစေရတဲ့ဆက်မှမရှိဘူးတဲ့။နေ့စဉ်ဖြစ်နေတဲ့အကုသိုလ်ရဲ့မကောင်းကျိုးကိုကြားနေတာဒီပိဋကဝတ်ဟဲ့ဒါကြောင့်ဆောင်းမပြည့်စည်နဲ့လို့ခဏခဏអော်ခဲ့တာအဓိပ္ပာယ်ရှိတယ်ဒီတော့သံဃာကိုသံဃာအမှတ်နဲ့ရိုးရိုးသေးသေးလောင်းဘူးတဲ့ကိုမစားကျင်တာလည်းမလောင်းနဲ့နော်ကိုကအကောင်းစားပြီးတော့ညကထားတယ်မကောင်းတာတွေမကောင်းတာနဲ့ချက်ပြီးတော့သံဃာလောင်းတာမျိုးလေမတတ်နိုင်ရင်မလောင်းနဲ့လောင်းရရင်လည်းပဲသပိတ်ထဲကပဇွန်တုံးနှိုက်ယူပြီးတော့ပဲပြုတ်ပြန်လောင်းလိုက်တာလည်းမလုံးနဲ့နော်ဟုတ်ပြီလားဥဇင်းနဲ့ရည်အမလို့ဘယ်တော့ဒီဥဇင်းရဲ့စားခြင်းလိုက်တာဥဇင်းလည်းအာနာစားခြင်းယူလိုက်လေတက္ကမကြီးဆိုတော့သူပြန်လောင်းတော့ဘာလောင်းနံပါတ်ချင်းနဲ့ပဲပြုတ်ဟိုကလောင်းလိုက်တာကကိုတော်ဘုံပေးဖို့လောင်းလိုက်တဲ့ပဇွန်တုံးနော်ကိုယ်တော်မှဘုံပေးဖို့လောင်းလိုက်တာလားအဲ့ဒါလည်းသူ့ဓမ္မတွေသတိထားနော်တချို့ဟာရှိသေးတယ်အတွေ့အကြုံလေးတစ်ခုပေါ်သားမီးလျောင်းနေအမေတို့ကစောစောထားချက်ပြုတ်ဖက်ပြူပြီးပြင်းတာရေကျွန်းနေတော့ဆုံးကံကိုယ်တော်ကကြွလာတိုင်းသမီးကအလုပ်လက်တစ်ဖက်နဲ့မအားတော့လှော်တယ်အမေဆုံးကံကိုယ်တော်ကြွလာပြီသမီးလောင်းလိုက်လေအမေပြင်းထားတယ်ဆိုတော့ဆုံးခွက်ယူလောက်လောင်းပြီးတော့ကိုယ်တော်မော့ကြည့်တချို့ကသုံးတတ်တယ်တချို့ကခင်းခွက်ခေါ်ဘူးဘိုးခွက်ကိုယ်တော်ဆိုတာတပိတ်ထဲကခေါ်ကလေးယူနေဖို့ကြောင့်လည်းရှောက်ပတ်ရှာပြီးတော့
ကြီးလိုက်ပြီးတော့ဟင်းကတစ်ခွက်ထဲချက်ထားတာကလည်းငါးကတစ်ကောင်နဲ့ဆိုတော့သမီးကလှောက်အမေဘာဖြစ်လောင်းရမှာတော့သမီးရဲ့အဲ့ဒီမိဖို့ကြောင့်တဲဦးတဲ့ငါးရှိတယ်လေးလောင်းလိုက်ငါးကတစ်ကောင်နဲ့ရဲ့အဲ့ဒါအကုန်လုံးလောင်းလိုက်ရမှာလားသမီးကဒီတော့အမေကအခန်းထဲကဒီလိုကနေပြောင်းတော့အောင်မယ်ကောင်းမကကြီးဟန်မို့လားကောင်းလောင်းလိုက်ကောင်းမေးလားသူတို့မစားချင်တာလောင်းခိုင်းတယ်ဘာလောင်းခိုင်းလဲအေးအဲ့ဒါရောက်တာငါနဲ့ပတ်သက်လာရင်ပြိဿိုက်မတတ်နိုင်တာတတ်နိုင်တာစွမ်းနိုင်တာကိုမုံမုံမြတ်မြတ်ဖြစ်စေတဲ့ဟုတ်လားရင်းနှီးမှုအကြောင်းနဲ့မခံဘဲနဲ့လေးလေးစားစားချွေးပုဂ္ဂရာရှင်မောကလာအရိယာသံဃာတွေကိုမြောင်မှန်းပြီးတော့နေ့ဘယ်နှပါးဆောင်ကိုမပြတ်ပါစေနဲ့ဒါကြောင့်ဒုက္ခတဲ့ပฏิဣဒမိဏပါဒသိက္ခာရမေယေဝဝိပါဒံတေတိသံဃာဆိုတဲ့လေကောင်းရာကောင်းမှလောင်းလို့တဲ့ပိဋကဗဒါနရေတဲ့အနာဂတ်ဘဝမဆောင်ဒီဘဝမှာလည်းငယ်အကျိုးပေးတယ်။ဒါကြောင့်ပရိသတ်ရဲ့သံဃာမိပြီးတော့လည်းအသိနောက်မကြစေနဲ့။နောက်ခန္ဓာမိပြီးတော့လည်းအသိနောက်မကြပါစေနဲ့။ခန္ဓာမိပြီးတော့လည်းဒီခန္ဓာကိုယ်ကြီးကမအိုမဲ့ခန္ဓာလားအိုမဲ့ခန္ဓာလားမနာမဲ့ခန္ဓာလားနာမဲ့ခန္ဓာလားမသေးမဲ့ခန္ဓာလားသေမဲ့ခန္ဓာလားအိုမဲ့ခန္ဓာအိုပေါ်တဲ့အိမ်ကြမှာသွမ်းအားနဲ့ယူရမယ့်ကုသိုလ်တွေရခြင်းလို့နောက်ကျသွားပြီအသက်ကြီးလို့အိုသွားလို့ဖင်တိုင်းသွားပြီဆိုရင်ထိုင်ရကလည်းမထားနိုင်ဘူးထားရကလည်းမထိုင်နိုင်တွေ့ချတွေ့ထူးမှအဲ့ဒီချိန်ရောက်သွားလို့ကိုယ်ခန္ဓာကိုမနိုင်တော့တဲ့အချိန်ကျရင်ဒီခန္ဓာကိုယ်ကြီးပြိတ္တရဲ့ပိုင်လေလားနိုင်လေလားမနိုင်မပိုင်တော့တဲ့အချိန်ကျရင်သွမ်းအားရှိတဲ့လူငယ်တွေလက်ထဲရတော့မယ်လူငယ်တွေလည်းတဲ့ခန္ဓာကိုအပ်ရတဲ့ချိန်ကြတော့အမေထိုင်ဆိုရင်ထားဆိုရင်သွားကြဆိုရင်ဒါကြောင့်ဒကာကြီးဒကမာကြီးတွေအိုးလာပြီတဲ့အသက်ကြီးလာပြီဆိုရင်ဘုရုစကားနားထောင်ရမယ်လူငယ်တွေစကားနားထောင်ရမယ်ဒကာကြီးဒကမာကြီးတွေမှန်တော့အသက်ကြီးလာရင်ဘုရုစကားကိုနားထောင်ရမယ်နားမထောင်ရင်လည်းထောင်ရမယ်မထောင်ရင်ငေါက်ခံရအခုတို့ကသိချုပ်တာပဲဘာမှလည်းလုံးနိုင်တာမဟုတ်ဘူးအသာလည်းမနေဘူးရှားကိုရှိတယ်ဟောငေါက်ခံရအမေတို့ကရှားကိုရှိတယ်ဘာလို့ခံရဒါကြောင့်အမေကြီးလာရင်ပရိသတ်လူငယ်လေးစကားနားထောင်ရမယ်ပြီးတော့လူငယ်တွေလည်းအောင်နေရမယ်တဲ့ဒါကြောင့်ဘုရားကအဝိဇ္ဇာအောင်ကြီးတဲ့ဒုက္ခပြီးအောင်လို့သိပြီးရင်ပေါ့မနေနဲ့ဘဝရဲ့ရှံဖို့ကုသိုလ်များများရအောင်လို့သူတော်ကောင်းမြန်မြန်ဖြစ်အောင်အထောက်ကြတဲ့အဲ့ဒါကိုယ်ပိုင်လုပ်ငန်းပဲပြိတ္တကိုယ်ပိုင်လုပ်ငန်းကိုကိုယ်တိုင်လုံးမှရကြပါပါရစေရင်လုံးကြဖို့မဟုတ်လားအေးအဲ့ဒါကြောင့်ဘုန်းကြီးတို့ပြောချင်တာကအစကအသိနောက်မချသေးနဲ့စီးပွားရေးနဲ့ပရိသတ်ရေးအသိနောက်ကျရကိုယ်ဝယ်မဲ့ဈေးတွေကသူများဆိုင်ရောက်သွားရောဈေးအတက်အကျကိုနားမလဲရင်ကုန်ရှုံးရောမဟုတ်လားဒါကြောင့်စီးပွားရေးမှာလည်းအသိကုသိုလ်ရေးမှာလည်းအသိဓမ္မရေးမှာလည်းအသိအစစဒီဘဝမှာအသိတွေနောက်မကျအောင်ကျိုးစားကြပါလို့တိုက်တွန်းရင်းဖြင့်ယနေ့ဤဓမ္မပလင်ကိုအဆုံးသတ်ပြီသာဓုသာဓုသာဓု